တခါကသူငယ်ချင်း2ယောက်ရှိတဲ့ဗျတယောက်ကအိမ်ထောင်တဲ့နောက်တယောက်ကတော့လူပြိုကြီးပေါ့ဒီနေ့မှာလူပြိုကြီးကသူ့သူငယ်ချင်းအိမ်ထောင်ဒီကိုအရက်ဝိုင်းလေးဖိတ်လိုက်တာပေါ့ဝိုင်းလဲစရောအိမ်ထောင်တဲ့ကသူ့မိမအကြောင်းကိုတကုံငေရာကြွားတော့တာပဲတားကြီးရမင်းခေါ်လို့သာငါလာတော့တာငါမိမကငါ့ကိုအပြင်မှာတောက်တာထက်အိမ်မှာပဲအေးအေးဆေးဆေးတောက်စေချင်တာအမီးဆိုလဲပြောမနေနဲ့ဖွဲဖွဲရာရာလေးတွေလှုပ်ပေးတာကိုဒါကိုကြားတော့လူပြိုကြီးကမျက်ရည်တောင်ဝဲလို့ဗျအားကြလိုက်တာတားကြီးရငါသာမိမယူရင်လဲမင်းမိမလိုလူမျိုးပဲရချင်တယ်အိမ်ထောင်တွေကလည်းစူးစမ်းရင်ဘာမဆိုဖြစ်နိုင်ပါတယ်ကွာဆိုပြီးအားပေးလိုက်သေးတယ်ဇက်ရှင်ကနောက်တနေ့မှတက်တာဗျအိမ်ထောင်တွေကအိယာနိုးလာတော့သူ့မိမကိုတအိမ်လုံးပတ်ရှာတာရှာမတွေ့ဘူးအဲ့ဒီအချိန်မှာစားပွဲပေါ်ကစားတဆောင်ကိုသွားတွေ့တာပဲစာကိုဖွင့်ဖက်လိုက်တော့မှဝုန်းဆိုတာပဲဗျစာထဲမှာဘလို့ရေးထားလဲဆိုတော့ဂျေဇူးပဲတားကြီးမင်းကြံပေးလို့မင်းမိမကိုငါခိုးပြေးသွားပြီလိုက်မရှာနဲ့တော့မင်္ဂလာဆောင်ရင်ဖိတ်လိုက်မယ်တဲ့ခမပြစူးစမ်းရင်ဘာမဆိုဖြစ်နိုင်ပါတယ်လို့အားပေးလိုက်တာခုတော့သူ့သူငယ်ချင်းကတကယ်ကြီးကိုစူးစမ်းသွားတာပဲပြုတ်